ပိုးလူမျိုးဆိုတာဘာလဲပိုးလူမျိုးဆိုတာမြန်မာနိုင်ငံရဲ့တိုင်းဒေသလူမျိုးစုတွေထဲမှာတမိုင်းကြောင်းအလွန်နဲ့ရှိုင်းပြီးကိုပိုင်ဟန်ပန်အပြည့်ရှိတဲ့လူမျိုးတွေဖြစ်ပါတယ်။သူတို့ဟာကရင်နယ်ဖွားမျိုးနွယ်စုတွေထဲမှာအင်အားကြီးဆုံးမျိုးနွယ်စုဖြစ်တယ်လို့စီလုံးညီညွတ်မှုမှာလည်းစံထားရတဲ့လူမျိုးတွေပါ။ပိုးလူမျိုးတွေရဲ့မူလဇစ်မြစ်ကိုပြန်ကြည့်မယ်ဆိုရင်သူတို့ဟာရှေးရခင်အားတထုံပြည်လို့ခေါ်တဲ့တူဝနာဘူမိကနေဆင်းသက်လာကြတာလို့တမိုင်းမှတ်တမ်းတွေကဆိုပါတယ်။အိုးဆိုတဲ့အမိဟာပူးဆိုတဲ့စကလုံးကနေဆင်းသက်လာတာဖြစ်ပြီးငါတို့ဟာအရှင်သခင်တွေဖြစ်တယ်ဒါမှမဟုတ်လွတ်လပ်တဲ့သူတွေဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးကိုဆောင်ပါတယ်။ပိုးလူမျိုးတွေရဲ့ဝတ်စုံကျင့်ဘာကြောင့်အနဲ့ရောင်ဒါမှမဟုတ်နှက်ပြာရောင်ပဲအဓိကထားဝတ်ဆင်ကြတာလဲလို့လူအများသိချင်တတ်ကြပါတယ်။ဒီနေရာမှာသူတို့ရဲ့ယုံကြည်မှုနဲ့ရိုးရာပုံပြင်လေးတစ်ခုရှိပါတယ်။ပိုးလူမျိုးတွေဟာသူတို့ကိုသူတို့ဝိဇ္ဇာနဲ့ငကားမတို့ကနေပေါက်ဖွာလာတဲ့သားသမီးတွေလို့ယုံကြည်ကြတာပါ။အနဲ့ရောင်ဝတ်စုံဟာငကားမရဲ့အရေးပြားကိုကိုစားပြုပြီးခေါင်းပေါင်းကတော့ငကားရဲ့ဦးခေါင်းကိုဖော်ဆောင်တာဖြစ်ပါတယ်။အထူးသဖြင့်အမျိုးသမီးတွေရဲ့ခေါင်းပေါင်းကိုကြည့်ရင်ငကားမောက်တလူမျိုးအချွန်သက်လေးတွေနဲ့လှလှပပပေါင်းထားတာကိုတွေ့ရမှာပါ။ဒါကြောင့်ပိုးလူမျိုးတွေဟာသူတို့ရဲ့ရိုးရာဝတ်စုံကိုအလွန်တန်ဖိုးထားကြပြီးဘလောက်ပဲခေတ်တွေပြောင်းပါစေပွဲလန်းတပင်တွေတင်မကပဲနေ့စဉ်ဘဝမှာပါဒီဝတ်စုံတွေကိုဂုဏ်ယူစွာဝတ်ဆင်နေကြဆဲဖြစ်ပါတယ်။ပိုးလူမျိုးတွေရဲ့ဇယိုက်ကတော့အရန်ကိုရိုးသားတယ်ဖော်ရွေတယ်ပြီးတော့အလုတ်စ조사ကြပါတယ်။ရှမ်းပြည်တောင်ပိုင်းရဲ့ကုန်းမြင့်ဒေသတွေမှာနေထိုင်ကြတဲ့အတွက်တောင်ယာအလုတ်ကိုအဓိကထားလုပ်ကင်ကြပြီးအထူးသဖြင့်တနက်ဖက်စိုက်ပျိုးရေးဟာသူတို့ရဲ့အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ပိုးရှိဟာတနက်ဖက်ရှိတယ်လို့တောင်သင်စားလို့ရပါတယ်။သူရဲ့ရိုးသားမှုဟာဘလောက်ထိလဲဆိုရင်ဧည့်သည်လာရင်ရသမျှအကောင်းဆုံးနဲ့အခန့်သက်တာသူတစ်ပါးပေါ်မတရားမလုပ်တတ်တာတွေဟာသူတို့ရဲ့ထူးခြားတဲ့ဂုဏ်ဒရက်တွေပါပိုးလူမျိုးတွေဟာဗုဒ္ဓဘာသာကိုအလွန်ကိုင်းဆိုင်တဲ့လူမျိုးတွေဖြစ်ပါတယ်ရွာတိုင်းမှာဘုံကြီးကျောင်းရှိရမယ်သားသမီးတွေကိုဘုံကြီးကျောင်းပို့ပြီးစာပေသင်ကြားပေးရမယ်ဆိုတဲ့အစဉ်လာခုထိခိုင်မြဲနေတုန်းပါပဲဒါကြောင့်လဲပိုးဒေသတွေမှာသွာလာခြင်းအလွန်လှပပြီးတက်ပယ်တဲ့ဖျားပထိုးစီဒီရိုနေရာအနှံ့တွေ့ရမှာပါအထူးသဖြင့်မွေတော်ကက်ကူလိုနေရာမျိုးဟာပိုးလူမျိုးတွေရဲ့ဘာသာရေးနဲ့ယဉ်ကျေးမှုအမွေနဲ့ဘလောက်ခမ်းနားတယ်ဆိုတာကိုသက်သေပြနေတာပဲဖြစ်ပါတယ်ပိုးလူမျိုးတွေရဲ့ပွဲလန်းတပင်တွေထဲမှာမပါမဖြစ်ရတော့ဒုံးလူပွဲဒါမှမဟုတ်လောင်စာပွဲလို့ခေါ်တဲ့ရိုးရာဒုံးပြန်လူပွဲဖြစ်ပါတယ်ဒါမိုးလေဝါသခန့်မှန်းဖို့နဲ့ဒီနံတွေအထွက်ကောင်းဖို့အတွက်နတ်မင်းကြီးတွေကိုပူဇော်တဲ့အထိမ်းအမှတ်ဖြစ်ကျင်းပကြတာပါဒုံးပြန်ကြီးတွေကောင်းကင်ယံကိုမြင့်မြင့်ပြန်တက်သွားတဲ့အခါပိုးလူမျိုးတွေဟာအားရပါးရကခုန်ကြပြီးသူတို့ရဲ့ပျော်ရွှင်မှုကိုဖော်ပြကြပါတယ်နောက်တစ်ခုကတော့မိကြပန်းပွဲတော်ဖြစ်ပါတယ်တောင်ကျစ်တစောင်းတိုင်းမှာတွေ့ရတဲ့မီးပုံးပြန်တွေဟာပိုးလူမျိုးတွေရဲ့ဖန်တီးမှုလက်ရာတွေအများကြီးပါဝင်နေပါတယ်သူတို့ရဲ့စီးလုံးမှုဒီပွဲတော်တွေမှာအထင်ရှားမြင်နိုင်ပါတယ်တရွာနဲ့တရွာတိန်နဲ့တိန်ကူညီရိုင်းပင်းကြတာအလူအတန်းဆိုရင်လည်းအာကျိုးမှန်သက်ပါဝင်ကြတာတွေဟာပိုးလူမျိုးတွေရဲ့အားသာချက်တွေပါပဲစာပေပိုင်းမှာလည်းပိုးစာပေဟာကိုပိုင်အခရာကိုပိုင်တတာနဲ့ခိုင်ခိုင်မာမာရှိနေတာဖြစ်တဲ့အတွက်သူတို့ရဲ့ယဉ်ကျေးမှုကိုစာပေရသဖြင့်ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါတယ်ပိုးလူမျိုးတွေရဲ့အစားအသောက်ယဉ်ကျေးမှုကလည်းထူးခြားပါတယ်ပိုးဟင်းလို့ပြောလိုက်ရင်အနံ့ရောအရသာပါဆွဲမဲ့စရာကောင်းတဲ့ရိုးရာဟင်းလျာတွေအများကြီးရှိပါတယ်ဥပမာပဲပုတ်ချောက်ကိုမိခင်ပြီးထောင်းထားတဲ့ပဲပုတ်ထောင်းမြစ်ချင်ဟင်းပြီးတော့တောင်ပေါ်ဒေသအထွက်အသီးနှံတွေကိုအစမ်းတကြံချက်ပြုတ်တက်ကြတာတွေဟာပိုးဒေသကိုရောက်ရင်မဖြစ်မနေမိစမ်းချစ်တဲ့အရာတွေပါသူတို့ဟာတဘာဝတရားနဲ့လိုက်ရောညီထွေနေထိုင်ကြပြီးတောတောင်တွေကိုချစ်မြတ်နိုးကြသူတွေဖြစ်တဲ့အတွက်သူတို့ရဲ့အစားအသောက်တွေကလည်းလက်ဆက်ပြီးကျန်းမာရေးနဲ့ညီညွတ်တာကိုတွေ့ရပါတယ်နေကောင်ချုပ်အနေနဲ့ပြောရရင်ပိုးလူမျိုးဆိုတာရှေးအောင်ယဉ်ကျေးမှုကိုတန်ဖိုးထားထိမ့်သိမ်းခေနဲ့ညီတိုးတက်အောင်စ조사နေကြတဲ့ရိုးသားဖြူစင်ပြီးတောင်တန်းပြာတွေလိုပဲအေးချမ်းတည်ငြိမ်တဲ့လူမျိုးစုတစုဖြစ်ပါတယ်။သူတို့ရဲ့အဝတ်ကြေပွန်မှုဘာသာတရားကိုင်းဆိုင်မှုနဲ့စီလုံးညီညွတ်မှုတွေဟာမြန်မာနိုင်ငံရဲ့တိုင်းသားလူမျိုးစုတွေကြားမှာဂုဏ်ယူစရာအချက်တွေပဲဖြစ်ပါတယ်။ဒီနေ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲ။အားလုံးပဲနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်အကြောင်းအရာတွေမှာပြန်တွေ့ကြပါမယ်။